ဝတ်တနီချက်နဲ့ချက်မောင်ဟင်းလေးနဲ့ချက်ပါတယ်ဝတ်တနီချက်ဖို့ဆိုရင်တော့ပထမဆုံးဝတ်သားလေးကိုကာဗလာတွေနဲ့ကျင်းမုံတို့ဒီပဲညံ့ညာရီတို့အကုန်လုံးဒါလေးတွေထည့်ပြီးတော့ရတာမုံလေးတွေအကုန်လုံးထည့်ပြီးတော့9မိနစ်10မိနစ်လောက်လေးနှက်ထားလိုက်တွန်လေးတွေအကုန်လုံးထည့်ပြီးတော့နှက်ထားလိုက်10မိနစ်လောက်လေးနှက်ထားပြီးရင်ကျွန်တော်ကြားလေးကိုရင်ဆုံးကြော်လိုက်ပါတယ်စီလေးနဲ့ဘာလို့လဲဆိုတော့ဝတ်တနီချက်ဆိုနည်းနည်းလေးရဲရဲလေးဖြစ်အောင်လို့ကြားလေးကြော်ပါတယ်ဒီကြားလေးကြော်ပြီးသွားပြီဆိုခုနဝတ်သားလေးကိုအစာဗလာနဲ့နှက်ထားတာလေးတွေကိုထည့်ပြီးတော့လှိမ့်ကြော်လိုက်ပါနည်းနည်းလေးအကုန်လုံးတင်းတင်းလေးဖြစ်သွားလို့ပေါ့နော်ရေလုံးဝမထည့်သေးဘူးနော်ဒီတိုင်းလေးနှက်ထားလဲဝတ်သားလေးဒီလိုမျိုးလေးတင်းသွားအောင်ဆိုနည်းနည်းတင်းလာပြီရေလေးနည်းနည်းထည့်လိုက်ပါရေလေးနည်းနည်းထည့်ဒီတိုင်းလေးနှက်ထားလိုက်ရေလေးညှုံညုံလောက်လေးထည့်ပြီးတော့နှက်ထားလိုက်ပြီးရင်တော့ကြက်ဥလေးထည့်လိုက်ပါတယ်ကြက်ဥကတော့နည်းနည်းတိခံကြည့်ပါပြုတ်တာနည်းနည်းကွဲသွားလို့စားလို့တော့ရမ်းကောင်းပါတယ်အမြင်ဆိုးပေမဲ့အညိုးမှန်ပါတယ်ဒီကြက်ဥတွေပါအကုန်လုံးထည့်ပြီးသွားပြီဆိုရင်ကြက်သွန်ကြီးလေးထည့်ပါအဲဆိုတော့စားလို့အရမ်းကောင်းတဲ့ဝတ်တနီကြက်လေးဖြစ်နေပါပြီလို့ပြီးရင်ရေလေးနည်းနည်းထည့်ရေလေးနည်းနည်းထည့်ပြီးတော့ဒိုင်းလေးနှက်ထားလိုက်တော့ပါကြာလေးပေါ့နော်10မိနစ်15မိနစ်လောက်လေးနှက်ရပါပြီဝတ်သားလည်းကြက်နေပြီကြက်ဥကလည်းကြက်နေပြီဝတ်သားလည်းကြက်နေပြီဆိုတော့ကြက်ဥနည်းနည်းပွဲသွားတော့နည်းနည်းအယုတ်ဆိုးသွားပါတယ်ပြီးခံပြီးကြပါစားကြပါဦး